လုံးမဲမင်္ဂလာပါရှင်မိုးလေး Oreo ဘုတ် YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလေးခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့ငွေဤတန်မိုးဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ပုံမြင်လေးကိုမတင်ဆက်ခင်မိုးလေးရဲ့ Oreo ဘုတ် YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်ရှေ့အခါကချမ်းသာကျဲဝတဲ့တထေးကြီးစီမှာသားတစ်ယောက်ရှိတယ်။အဲ့ဒီသားဟာအရွယ်ရောက်သည့်တိုင်ဘာအလုံးမှမလုပ်ချင်ပဲပြင်းရီကလောင်းကစားမတ်သူဖြစ်တဲ့။တနေ့တထေးကြီးဟာငါသားမင်းကအလုံးမလုပ်ဖဲသုံးဖြုံးနေတယ်။ဒီနေ့ကစပြီးမင်းသုံးမှုငွေမပေးတော့ဘူး။ဒါပေမဲ့မင်းရဲ့အစွမ်းအစနဲ့ငွေတပြားရအောင်ရှာနိုင်ရင်မင်းသုံးမှုအဖေငွေပေးမယ်ငွေတပြားမပြနိုင်ရင်ဒီနေ့ကစပြီးမင်းကိုဘာမှမပေးတော့ဘူးတားဖြစ်သူလဲမကြည်မနှက်နဲ့ထွက်ခဲ့ပြီးငွေတပြားရမယ့်အကြံအစီကိုစဉ်းစားတော့တယ်တထေးကြီးအလစ်မှာမိခင်ထံငွေတပြားတောင်းလိုက်တယ်မိခင်ဖြစ်သူကစူစူပူပူနဲ့ပဲတထေးကြီးမသိအောင်ငွေတပြားပေးလိုက်တယ်ဖခင်ဒီနေ့အတွက်တားလုံအားကနဲ့ရတဲ့ငွေတပြားပါဂရီအတိုင်းအသုံးစရိတ်ပေးပါကောင်းပြီတားရှာလာတဲ့ငွေတပြားကိုရေတွင်းနဲ့ပြစ်ချလိုက်ပြီးရင်တားကိုငွေပေးမယ်တထေးသားလေးလေဝမ်းသာအားရနဲ့ငွေတပြားကိုရေတွင်းနဲ့ပြစ်ချလိုက်တယ်တထေးကြီးကဂရီအတိုင်းငွေပေးလိုက်တာနဲ့လောင်းကစားလုပ်ဖို့ထွက်သွားတော့တယ်နောက်နေ့မှာတထေးကြီးကဇနီးတဲ့ကိုတနေရာသို့ခဏပို့ထားလိုက်တဲ့ဒီတော့တထေးသားဟာငွေတပြားတောင်းမှုမိခင်ကိုမတွေးဖြစ်နေတာပေါ့ဒါကြောင့်အမဖြစ်သူထံမှာငွေတောင်းပြန်တဲ့တို့နဲ့တထေးကြီးကိုငွေတပြားပြလိုက်နိုင်တဲ့အရင်လိုပဲရေတင်းတဲကိုခြာခိုင်းပြန်နေနောက်နေ့တထေးသားဟာအမကိုရှာမတွေ့ဖြစ်ပြန်နေဆွေမျိုးများထံငွေတပြားသွားတောင်းပြန်နေတရက်နှစ်ရက်သာတောင်းလို့ရပြီးနောက်ရက်များမှာဆွေမျိုးများကသူ့ကိုရှောင်နေကြတယ်မိခင်ဖြစ်သူကိုလည်းမတွေ့အမကိုလည်းမတွေ့ဆွေမျိုးများထံမှလည်းရဖို့မမြင်တော့ဈေးထဲမှာငွေရှာဖို့အကြံထုတ်တော့တဲ့ငွေတပြားကိုဘယ်မှမရနိုင်တော့တဲ့အစုံကိုလီထမ်းပြီးငွေရှာဖို့ဆုံးဖြတ်လိုက်တယ်တနေ့ကုန်ပင်ပင်မန်းမန်းနဲ့ကုန်ထမ်းပြီးမှငွေနှစ်ပြားရတဲ့ဖခင်ကိုအဲ့ဒီငွေနှစ်ပြားကိုပြလိုက်တော့ရေတွင်းနဲ့ခြာခိုင်းမြန်တဲ့တထေးသားလည်းရေရင်းစီမသွားပဲငွေနှစ်ပြားကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားတယ်သားဒီနေ့သုံးဖို့ငွေလူတယ်မဟုတ်လားရေရင်းနဲ့သွားပြစ်ချလိုက်လေဒီငွေနှစ်ပြားကိုတော့ပင်ပင်မန်းမန်းရှာထားရလို့မပြစ်ချဘူးတထေးသားကသူ့ပခုံးကစုပ်ပြဲနေတဲ့ဒဏ်ရာတွေကိုသူ့ဖခင်ကိုပြလိုက်တယ်ဖခင်ကသူ့ဒဏ်ရာတွေကိုဆေးလိမ်ပေးပြီးတော့ရှင်းပြတယ်လောကမှာကိုယ့်လုံအားနဲ့ရှာဖွေလို့ရလာတဲ့အသီးအပွင့်လောက်မျက်နှိုးစရာကောင်းတာဘာမှမရှိဘူးဒီလိုရှာဖွေလို့ရလာတဲ့ငွေကြေးဥစ္စာကိုလည်းလွယ်မသုံးဖြစ်တော့ဘူးပေါ့အခုသားပင်ပင်မန်းမန်းရှာဖွေလို့ရလာတဲ့ငွေနှစ်ပြားကိုတော့ရေတွင်းနဲ့မပြစ်ချရတော့ဘူးမဟုတ်လားတကယ်အလုံးလုံးလို့ရလာတဲ့ပစ္စည်းဥစ္စာကိုတန်မိုးထားရမှန်းသိတဲ့နေ့ဟာသားကြီးပွားတိုးတက်လာဖို့လမ်းစာဖြစ်လာလိမ့်မယ်တထေးသားလည်းဖခင်တထေးကြီးရဲ့လက်တွေ့ပြပြီးဆုံးမမှုကြောင့်ငွေကြေးဥစ္စာတန်မိုးကိုနားလေသွားကဖခင်ကြီးရဲ့အလုံးမှန်သမျှကိုတင်ယူပြီးကြိုးကြိုးစားစားလုပ်ကြရင်ရရှိလာတဲ့ငွေကြေးတို့ကိုတန်မိုးရှိသုံးဆွဲသွားတော့တယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်အခုပြောပြခဲ့တဲ့ငွေဤတန်မိုးဆိုတဲ့ပုံမြင်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်
ကာတွန်းပုံမြင်လေးတွေကိုကြည့်ကြည့်ရင်လဲမွန်လေး Oreo Book YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်